ကဗျာလန်းမော်မှန်းသိပါတယ်မော်ယုံတော်ကိုသဘောကျလို့ပါဘယ်သွားမလဲမေးသူကိုဘယ်လိုရှင်းပြရမယ်မှမသိဘူးလာမင်းကိုလက်ညှိုးထိုးပြပြီးအဲ့ဒီကိုသွားမလို့ပြောရကောင်းမလားဒီလမ်းပေါ်ရောက်ရင်လွင့်သွားမယ်ဆိုတာသိပါတယ်လွင့်မျောခြင်းအလွန်မှာနုပညာရှိတယ်ဆိုတာယုံလို့ငါရင်ကိုစန့်ကျင်နေတာတွေလဲငါဖန်တီးခဲ့ပေါ့ငါအားငင်းခုန်နေမှုကိုလဲငါဖန်တီးခဲ့ပေါ့စကလေးကရှုံးမယ်မှန်းသိပါတယ်မြင့်ဆုံးကမ်းမပေါ်ကခုံရှပြန်ဝဲနေစဉ်ခဏမှာအရသာအရှိဆုံးနေမှာပဲကြပြရေးသားသူရာမျိုး